အဲ့နေ့မနေ့ကငါတို့အိမ်နာအတီးတယောက် Facebook ပေါ်မှာငှက်ဖျားဖြစ်တယ်ဆိုပြီးတင်ထားတယ်ဟာအဲ့ဒါငှက်ဖျားဆိုတာကငှက်တီဖျားပြီးတော့မှလူတွေကိုကူးတာလား အော်ကိုဆိုင်ကိုရဲ့ငှက်ဖျားဆိုတာဘယ်လိုလုပ်ငှက်နေဖျားပြီးဖြစ်လာမှာတော့ချင်းကိုက်လို့ဖြစ်တာပေါ့ချင်းကယောဂဘိုးတဲလာပြီးတော့ငါတို့ခန္ဓာကိုယ်ထဲထည့်လိုက်တာအဲ့ယောဂဘိုးကအသေးသေးရောက်သွားရောအသေးသေးကနေတဆင့်သွေးထဲရောက်သွားပြီးတော့မှငါတို့ချင်းကကိုက်တယ်အဲ့ဒီချင်းကငါတို့သွေးကိုစုပ်သွားပြီးတော့မှတခြားလူတပြန်ကိုက်တာဟာအဲ့ဒီကနေရောတခြားလူကမှငှက်ဖျားထပ်ဖြစ်ရောပြောရမယ်ဆိုရင်ကွာချင်းကနေပြီးတော့ယောဂဘိုးတဲလာပြီးငါတို့ခန္ဓာကိုယ်ထဲလက်ဆောင်လိုက်ထည့်ပေးလိုက်တဲ့သဘောပေါ့ အဲ့ဒါဆိုရင်အဲ့ဒီကောင်ကငါတို့ခန္ဓာကိုယ်ကိုက်လိုက်တယ်ဟာကိုက်လိုက်ပြီးသွားရင်ငါတို့ခန္ဓာကိုယ်မှာအဲ့ယောဂပူကကူအောင်ကူးသွားရင်ငါတို့ကဖျားတယ်ဟာဖျားကွာငါတို့ကဘာဆက်ဖြစ်လဲ အေးလေဘာဆက်ဖြစ်လဲဆိုတော့အဖျားတက်တာပေါ့အဖျားတွေကြီးရွယ်လေပြီးသွားလို့ဆိုရင်ချမ်းပြီးတုံတာဘလို့ချမ်းတုံတာမျိုးလဲဆိုရင်ကွာပြောရမယ်ဆိုရင်ငါတို့ဆိုရင်ကွာဒီနှက်ဝင်ပူးနေတယ်လို့မျိုးသိတယ်ဟလားအဲ့လိုမျိုးတုံနေတာပြီးသွားလို့ဆိုရင်ခေါင်းကိုက်တယ်မောပန်းတာတွေဖြစ်လာတယ်ပြုတ်လာမယ်အန်ချင်တာတွေဖြစ်လာမယ်နောက်ပြီးအရန်ဆိုတဲ့အခြေအနေတွေမှာပေါ့နော်နောက်ဆက်တွဲအခြေအနေတွေမှာဆိုရင်တော့သွေးရနေလာတာတွေဖြစ်လာမယ်အသက်ရှူရခက်ခဲတာမျိုးတွေဝမ်းလျှောတာတွေပြောဆိုတဲ့အသားဝါတာတွေဖြစ်လာတယ်နောက်ဆင်းနေနေဆိုရင်ဘာဖြစ်လဲဆိုအသေးကြောက်ကတ်တွေပျက်စီးလာတာတွေဖြစ်ပြီးတော့နောက်ဆုံးမှဆိုရင်သေဆုံးတဲ့အဆင့်ထိတောင်ဖြစ်နိုင်တယ် ဟောအဲ့လောက်ထိတောင်လားတော်သေးတာဗောမနေ့ကမှငါကိုမြန်းညွတ်စီကနေချင်းအောင်ဝယ်ထားတာဟိအဲ့ဒါဆိုရင်တော့ငါတို့မိသားစုငှက်ဖျားကိုကာကွယ်နိုင်ပြီမလား ဟဲ့ရိုးရိုးချင်အောင်နဲ့အဲ့ယုံနဲ့ဘယ်လိုလုပ်ကာကွယ်နိုင်မှာတော့စီးစိမ်ချင်အောင်နဲ့အိမ်မရမှာဟာကဲရွေးစီးစိမ်ချင်အောင်မရှိဘူးဆိုလို့ချင်းစေးခွေထွန်းချင်းစေးခွေမရှိလဲဘာဖြစ်လဲအခုခေတ်မှာဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးမှာဟာချင်းမကိုက်အောင်လူတဲ့စေးတွေအများကြီးရှိတယ်အဲ့ဒါဝယ်ပြီးလိမ့်လို့ရတယ်နောက်ပြီးသွားလို့ဆိုရင်ရက်ွက်တွေထဲမှာကျောင်းတွေမှာဆိုလို့ဆိုရင်ချင်းစေးဖြန်းတဲ့ဟာတွေရှိရလေသိတယ်မလားငါတို့ငငယ်တုန်းကဆိုကျောင်းတွေမှာလေချင်းစေးတွေလာဖြန်းကြတယ်ဟလားအဲ့ဒီနည်းနဲ့လည်းကာကွယ်လို့ရတယ်နောက်တနည်းကြတော့ကလေးတွေကိုဆိုရင်ညနေရောက်ပြီဆိုရင်အင်ဂျီလက်ရှိလေးတွေဘောင်းမီလက်ရှိလေးတွေဝတ်ထားပေးရမယ်ချင်းမကိုက်ရအောင်လို့လေနောက်ဆုံးအနေနဲ့ဆိုရင်ငါတို့အိမ်ဒီမှာဆိုလို့ဆိုရင်ပရင်မောက်တွေဖွင့်ထားရမယ်လူဝင်တွေထွက်ကောင်းလို့အဲ့လိုနည်းနဲ့လည်းကာကွယ်လို့ရပါတယ် โอเคနှိမလက်ဖြန်အားစပြီးနင်ပြောတဲ့အတိုင်းချင်းနေမပေါက်ရအောင်လုပ်မယ်ဟာအဲ့နောက်တစ်ခုမေးစရာရှိတယ်ဟာငါတို့လူကြီးတွေပြောတာကြားဘူးလားဖျားဖို့ကငါပြောသည်စားရင်လည်းဖြစ်တယ်စားရင်တောင်းလည်းဖြစ်တယ်လို့နောက်ပြီးနောက်တစ်ခုရှိသေးတယ်ဟာငါတို့ရွာသားတယောက်ဆိုရင်ငှက်ဖျားဖြစ်တာခွေးသားစားတာပျောက်သွားတာဟိအဲ့ဒါတော့တကယ်လား နင်ကလည်းပောက်ပြရလေးရှောက်ပြောနေတာငပြောသေးစားရုံနဲ့ဘယ်လိုလုပ်ငှက်ပြဖို့ဖြစ်မှာတော့စမ်းရည်တောက်ရုံနဲ့လည်းငှက်ပြဖို့ကမဖြစ်နိုင်ဘူးလေငါနဲ့ဟိုးအစမှပြောခဲ့တဲ့အတိုင်းပဲချင်းကိုက်လို့ပဲဖြစ်တာဘာမှခွေးသားစားလို့လည်းမပြောက်ဘူးငါတခါတည်းပါပျောက်သွားမယ်အသက်ဟေးအသက်ဆေးပုံမှန်တောက်မှပဲပျောက်မှာလေငှက်ပြဆိုတာငှက်ပြဆေးတောက်မှပဲပျောက်တာတခြားဆေးတွေတော့မှတောက်လို့မရဘူးဒါတွေကလူတွေသိနေတဲ့လွဲမားတဲ့အယူဆတွေပါပဲဟာ ဒါဆိုရင်ငှက်ဖျားရှိမရှိရောဘယ်လိုပြီးသိနိုင်လဲ ငှက်ဖျားရှိမရှိသိချင်တယ်ဆိုရင်လွယ်လေးမိဆက်ရဆေးရုံဆေးကန်းသွားပြီးသွားရင်ငှက်ဖျားစစ်တဲ့ကိရိယာနဲ့ဆေးရတာပေါ့ငှက်ဖျားဖို့တွေ့ပြီဆိုရင်ဆေးရုံမပြတ်မကွက်ပုံမှန်တောက်ဖို့ကအရေးကြီးတယ်နော်ဒါမှငှက်ဖျားဖို့အမြင့်ဖြတ်နိုင်မှာဆေးရုံပုံမှန်မတောက်ဘူးဆိုလို့ကတော့လေငှက်ဖျားကိုဘယ်တော့မှအမြင့်ဖြတ်နိုင်မှာမဟုတ်ဘူးကျန်းမာရေးကောင်းပြီးတော့ငှက်ဖျားမဖြစ်ဖို့ဆိုရင်အပြောလေးနဲ့ဟာတောက်လို့မရဘူးနော်လက်တွေ့လုံးမအဆင်ပြေမှာဟာငှက်ဖျားမကင်းရင်တော့လူတွေအတွက်အန္တရာယ်ရှိတယ်ဆိုတာသိတယ်မလား တနေ့ရေကိုကစားပြီးတော့ငါချင်းမကိုက်အောင်နေပြီးတော့ငှက်ဖျားဖို့ကာကွယ်တော့မယ် ဒါနင်တယောက်တည်းကာကွယ်လို့မရဘူးနော်နိပတ်ဝန်ကျင်ကလူတွေကိုလည်းငှက်ဖျားနဲ့ပတ်သက်ပြီးအသိပညာလေးတွေညှပေးလိုက်အောင်နော် တနေ့ရေသွားပြီ